ခုတင်ပြမှာကတော့ using ruler and guide အကြောင်းဖြစ်ပါတယ် letter graphic ထုတ်လို့ရတယ်အရေးကြီးဆုံးအချက်တစ်ခုကတိကျခြင်းဖြစ်တယ်သင်ဟာတိကျမှန်ကန်တဲ့အရွယ်အစားကိုတော့၎င်းတိတိကျကျနေရာချထားခြင်း၎င်းအတွက်တစ်ခုနှင့်တစ်ခုကိုတိကျသောအကွာအဝေးမှထားခြင်းတော့၎င်းကျွမ်းကျင်စွာလှုပ်ဆောင်နိုင်ပါတယ်ဥပမာအားဖြင့်အခန်းတစ်ခုရဲ့တည်နေရာအတိအကျကိုပဲဖြစ်ဖြစ်အဆောက်အဦးပုံစံကိုတိကျသောအတိုင်းအတာအဖြစ်ဆွဲတဲ့အခါဖြစ်စေ Illustrator ကလှုပ်ဆောင်ပေးနိုင်ပါတယ်များစွာသော tool တွေနဲ့လှုပ်ဆောင်ချက်စုံလင်စွာဖြင့်အကောင်းဆုံး graphic တွေကိုထုတ်လုပ်ပေးနိုင်ပါတယ်ဒါတွေက ruler and guide ဖြစ်ပါတယ် document ကိုဖွင့်ထားပြီးပြီဆိုရင် ruler ကို control R နှိပ်ပြီးပေါ်လာစေခြင်းဖြင့်မပေါ်လာစေခြင်းညာပြုလုပ်နိုင်ပါသည်ယခုကြည့်လိုက်မယ်ဆိုရင် document ရဲ့အပေါ်ဆုံးညာဘက်နဲ့ဘယ်ဘက်အနားမှာတွေ့ရမှာဖြစ်တယ် left ruler ဆိုတဲ့ပေတံကိုလက်မနဲ့ပြထားပါတယ်လက်မကိုမကြိုက်ရင်အခြားသော unit များကိုလည်းပြောင်းချင်ရင်ပြောင်းလို့ရပါတယ်ပြောင်းကြည့်ရအောင် control K ကိုနှိပ်လိုက်ရင် preference dial box တစ်ခုကြာလာမယ် channel ထဲဝင်ပြီးကြည့်ရင် pixel point millimeter centimeter pixel စတာတွေကိုတွေ့မြင်ရမှာဖြစ်တယ်မိမိလိုအပ်သော unit ကိုရွေးချယ်ရင်ရပါပြီဒီသင်ခန်းစာမှာကတော့လက်မနဲ့ပဲထားလိုက်ကြရအောင်နောက်တစ်နည်းက ruler ပေါ်မှာညာဘက် click ခောက်ပြီး unit ကိုပြောင်းထည့်ရင်လည်းရပါတယ် document page မှာ artwork 5 ခုရှိနေပါတယ်တစ်ခုက zoom လုပ်ပြီးကြည့်ရင်၎င်း artwork ကို ruler နဲ့အရွယ်အစားတွေကိုပြသပေးလိမ့်မယ် ruler ဟာဘယ်ဘက်အောက်ထောက်အစွန်းကနေပြီး0မှစ၍ပြထားပေးလိမ့်မယ်အစ0အမှတ်ကနေစပြီးအလျားလိုက်က h ကိုကူစားပြုပြီးအနံက y ကိုကူစားပြုလိမ့်မယ်ရခင်ဘာရှင်းတွေကဘယ်ဘက်အောက်ထောက်အောက်ခြေကစပြီး0အမှတ်ကိုပေါ်ပြလေးရှိရဲ့ DCF5 ကတော့ဘယ်ဘက်အစွန်းပေါ်မှာထိတ်ကနေပြီးညာဘက်သို့အောက်ခြေဘက်သို့တော့၎င်းပြသပေးလိမ့်မယ်လက်ရှိ artwork ကိုကျွန်တော်တို့အလုပ်လုပ်မယ်ဆိုရင် edit လုပ်ထားရမယ် edit လုပ်ထားပြီးရင်၎င်း artwork ကို0ဆိုတဲ့အမှတ်အသားကနေစ၍ရရမယ် artwork ရဲ့အတိုင်းအတာတစ်ခုကိုပေတံပေါ်မှာကြည့်လိုက်ရင်တဘာတည်းပြသထားတာကိုဖြစ်နေမယ် artwork ဆိုရင် artwork တစ်ခုစီတိုင်း ruler ဆိုတဲ့ပေတံစနစ်ကိုကိုယ်ပိုင်ပါဝင်နေတာကတော့ CF5 မှာပဲတွေ့မြင်ရမှာဖြစ်တယ်တနည်းအားဖြင့် artwork တစ်ခုတိုင်းဟာ0ဆိုတဲ့အရေးအသက်စား၍ပြသပေးမှာဖြစ်တယ်လက်ရှိ artwork ကိုတစ်ပတ်သို့အနည်းငယ်ရွှေ့လိုက်ပြီးအခြား artwork တစ်ခုကို edit လုပ်လိုက်ကြရအောင်သူကိုယ်ပိုင်ပေတံနှင့်0ဆိုတဲ့အမှတ်အသားကနေစပြီးပြသပေးလိမ့်မယ်ဒီလိုမျိုးကိုယ်ပိုင်ပေတံတစ်ခုပါရှိခြင်းဟာမိမိရဲ့ graphic တွေကိုတိကျကောင်းမွန်အောင်ရှုပ်ထွေးမှုမရှိပဲအလွယ်တကူတိုင်းတာနိုင်တာဟာအကျိုးများစွာရှိပါတယ်ဒီ artwork ကို transform panel ထဲမှာအသေးစိတ်ထည့်ထားခြင်းကိုကြည့်ကျင်နေဆိုရင် window ထဲက transform panel ကိုခေါ်လိုက်ပါ select လုပ်ထားတဲ့ artwork ရဲ့တည်နေရာကို HY နဲ့တန်ဖိုးအတိအကျပြသပေးလိမ့်မယ် transform panel ထဲကိုတွေ့ရတဲ့ icon ကို proxy လို့ခေါ်ပါတယ် HY တန်ဖိုးကိုဘယ်ဘက်ထောက်ကစပြီးဘယ်ထောက်အမှတ်သားကို select လုပ်ရမယ် select လုပ်ထားတဲ့နေရာဆိုရင်အမဲဟောင်ဖြစ်သွားမယ်၎င်း artwork ကနေစပြီးအခြား artwork ထဲသို့ဝင်ပြီး select လုပ်ကြည့်လိုက်ရအောင်ဒါဆိုရင် HY တန်ဖိုးပြောင်းပြီးပြသပေးရကိုတွေ့မြင်ရမှာဖြစ်တယ်ဒါတွေအားလုံးဟာ artwork တစ်ခုချင်းနဲ့အတွက် ruler တန်းစီနဲ့တိဆောက်ပေးထားတဲ့သဘောပါအကယ်၍၎င်း artwork အားလုံးကို ruler တစ်ခုတည်းနဲ့ပဲအသုံးပြုခြင်းနဲ့ဆိုရင် view menu တွေက ruler ဆိုတဲ့နေရာကိုဝင်ကြည့်လိုက်ရင် change to global ruler ထဲသို့ဝင်လိုက်လေရပါသည် transform panel တွေကစပြီးပိတ်လိုက်ကြရအောင်တိတိကျကျလုပ်မယ်ဆိုရင်နောက်ထပ်အရေးကြီးတဲ့ပစ္စည်းတွေကိုအသုံးချရမှာကတော့ guide ပဲဖြစ်ပါတယ်၎င်း guide တွေဟာ ruler ထဲမှာပါရှိပြီးတိကျတဲ့နေရာမှာချထားရေးကိစ္စမှာအလွန်အသုံးဝင်ပါတယ် guide တွေကို ruler ထဲကနေ click ခောက်လိုက်ပြီးယူသုံးလိုက်ရင်လည်းရပါတယ် mouse ကို click နှိပ်လိုက်ရင်လည်းအလိုရှိတဲ့နေရာမှာချထားနိုင်ပါတယ် shift key ကိုဖိပြီး guide ကိုရွှေ့လိုက်မယ်ဆိုရင်၎င်း guide တွေက၎င်း guide ကလက်မရဲ့ရှစ်ပုံတစ်ပုံအဖြစ်တိတိကျကျရွေးရှားပြီးမှဖြစ်တယ်ဖိထားတာကိုအလိုမရှိတဲ့နေရာကိုရောက်ရင်လွတ်လိုက်ပါ guide ကိုနေရာချထားပြီးသားပြင်မယ်အကွယ်ရေးနေရာချထားတဲ့ guide ကိုမရွှေ့ချင်ဘူးဆိုရင် right click ကိုနှိပ်ပြီး lock guide ကိုရွေးလိုက်ပါ guide ဟာရွေးချခြင်းမရှိတော့ပဲလက်ရှိ guide အသေးတိုင်းဖြစ်နေမယ်အကယ်၍ guide ကို
အရှင်ဖြစ်ခြင်းတွင်ကြိုက်လို့ရွှေ့ခြင်းတဲ့နေရာအမျိုးတိုင်းရွှေ့ထားလို့ရပါတယ် right click ကိုနှိပ်ပြီး log guide နေရာမှာ unlock လုပ်လိုက်ပါ guide တွေကိုရွေးရှားနိုင်ပါတယ် guide တွေဟာတန်လိုက်တဲ့တစ်မျိုးဖြစ်ပါတယ်အရာဝတ္ထုတွေသူတို့နားရောက်သွားရင်အလိုအလျောက်နီးနီးကက်ကက်ဆွဲယူလိုက်တဲ့သဘောပါ guide မှာဆွဲငင်နိုင်တဲ့တတိရှိပါတယ်အရာဝတ္ထုတွေကို guide စီတို့အตาရလေးနဲ့ရေးချကြည့်ရင်ဆွဲငင်ယူခြင်းဆိုတဲ့သဘောကိုတွေ့ရမှာဖြစ်တယ်အလျားလိုက် guide တွေကိုယူခြင်းအလျားလိုက်မှာရှိတဲ့ parent ruler ကနေ click and drag လုပ်ပြီးသုံးပါ guide တွေကို object ရှိတဲ့နေရာစီတို့ရောက်သွားရင်ကြီးကပ်စေရင်လည်းရပါသေးတယ်မိမိလိုအပ်တဲ့ object တွေကို select လုပ်ပြီးဆိုတော့ ruler တွေကနေ guide ကိုခေါ်ထားပြီးအตาအရာဆွဲကက်လိုက်ရင်အလိုအလျောက်တိကျစွာကတ်ထားပြီးသားဖြစ်သွားမှာတွေ့မြင်ရမှာဖြစ်တယ် Illustrator ထဲမှာမြင်းတွေသာမကပဲဘယ် object ကိုမဆို guide အသွင်ဖန်တီးနိုင်ပါတယ်ဥပမာအားဖြင့် rectangle တစ်ခုကို guide ဖြစ်လာအောင်ဖန်တီးကြရအောင် rectangle 2ကိုရွေးပြီး click တစ်ချက်ခောက်လိုက်ရင် dialog box တစ်ခုကြာလာမယ်၎င်းထဲသို့ business cat အရွယ်အစားတက်မှုရှိတယ်3ခွဲ2ကိုရွေးပြီးထည့်လိုက်မယ် 3.5 ကအကျဉ်းနှစ်ကတော့အမြင့်ရှိတဲ့အရွယ် object တစ်ခုကိုရရှိပြီဆိုရင်เนาะ guide အသွင်ပြုလုပ်ကြရအောင် view menu ထဲသို့ဝင်ပြီး guide ကိုရွေးပြီးတစ်ဆင့် make guide ကိုနှိပ်လိုက်ရင်၎င်း3ခွဲ2တောင်းက guide အသွင်ကိုပြောင်းသွားရမယ်မရေရှားအောင်ဆိုရင်တော့ right click ကိုနှိပ်ပြီးလောလုပ်လိုက်ပါ၎င်း guide အနားစီသို့ body object ကိုကတ်ကြည့်ပါအတိအကျလွယ်ကူစွာကတ်သွားလိမ့်မယ် guide ပြဖန်တီးမယ်ဆိုရင်ဘယ်ပုံဘယ်အရာဝတ္ထုမဆိုရပါတယ်ယခုတစ်ဖန် ellipse 2ကိုရွေးပြီးစဝိုင်းတစ်ခုဆွဲမယ် keyboard shortcut control 5ကိုနှိပ်လိုက်လေ guide အသွင်ပြောင်းသွားမှာဖြစ်တယ်၎င်း guide ဟာ lock ဖြစ်၍နေရာကိုရွေးရှားဖို့မရဘူးဆိုရင်တော့ right click ကိုခောက်ပြီး lock guide အမှတ်အချက်ကိုဖြုတ်ပေးရမှာဖြစ်တယ်ဒါဆိုရင်တနေရာမှတနေရာသို့ရွေးရှားပဲ guide ဖြစ်သွားပြီအကယ်၍၎င်း guide တွင်ပြန်နှီးထားတာတွေကိုပြန်လည်မလို့ခြင်းမှုဆိုရင် view menu ထဲကနေ guide ထဲသို့ဝင်ပြီး ruler guide ကိုရွေးလိုက်ရင် guide တွင်ပျောက်ပြီးမူလ object အတွင်းပြန်ပေါ်လာမှာဖြစ်တယ်ကျွန်တော်တို့အနေနဲ့တင်ပြချင်တာကတော့ Illustrator CF5 ထဲမှာစိတ်ထဲမှာမကြာခဏခောက်ထားလိုက်ကြရအောင်အလိုရှိတဲ့ပုံတွေကိုအရင်ဆုံးဆွဲကြည့်လုပ်ကြည့်လိုက်ပါလုံရင်းနဲ့ guide ကိစ္စပေါ်လာမှအသုံးချစီလိုပါတယ်